လာကပါတို့ပြခန်းလာကပါနေကောင်းကင်ဘော်ကိုကဘာလုံးကိုပြန်ကြည့်လာကြရင်ကြေးတွေမရှိပါဘူးတဲ့ပြန်ရင်ကြေးမမြင်ရဘူးတဲ့လာကပါဘောနေလာကပါဘောတော်တယ်ကြီးအင်ဂျင်ကြီးလို့ပြောမှမသိဘူးဗျာဟိုတို့အင်ဂျင်တွေလာကဘာဘောနေပြန်ယူခဲ့တဲ့အာကာသယာဉ်အထဲမှာထိုင်ကုန်လို့တွားတယ်ဘလို့အိတ်တယ်ဆိုတော့ထိုင်ကုန်တွေဒီကပြလာပြီလို့ဗျာอันนั้นของเต้ๆมั้ยนะคือของเต้ๆมันอันเก่าเขาขึ้นเอาขึ้นมาเนี่ยอันนั้นโอเคก็ได้ยินใส่ไปซะโอเคร็อกเก็ตกันนี้ဒီလောင်စာတွေနဲ့အပေါ်ကိုအင်ဂျင်တွေနဲ့ပို့တဲ့စက်ပေါ်အပိုင်းပေါ့လေဒါကုံတော့ပြီဆိုရင်စီကုံတော့ပြီလောင်စာကုံတော့ဆိုရင်ပြုတ်ကျလာတဲ့တစ်ပိုင်းပေါ့နောက်ပြီးတော့အာကာသယာဉ်အပေါ်ရောက်တဲ့အခါမှာအာကာသယာဉ်ပွင့်ပြီးအာကာသယာဉ်လဲပတ်နေတာပေါ့လေအာကာသထဲမှာသူအစိပ်ပိုင်းတစ်ခုဒါပြခန်းနေအာကာသယာဉ်ပုံစံတော့ဒီနေစတီထွင်ခဲ့တဲ့ညီကိုနှစ်ယောက်ရဲ့တမိုင်းမှန်တာမော်လေနော်ဒါကအာဂါတာကိုတက်တော်တဲ့အင်ဂျင်ရဲ့အစိပ်ပိုင်းအောက်ကနေလောင်စာတွေနဲ့ပို့တဲ့အင်ဂျင်အစိပ်ပိုင်းအင်ဂျင်အစိပ်ပိုင်းစိတ်ပိုင်းအင်ဂျင်စိတ်ပိုင်းဒီအောက်နဲ့တက်တော့ပြီဆိုရင်ဒီတစ်ပိုင်းလောင်စာကုန်တော့ပြီဆိုရင်အောက်ပြုတ်ကျလာတော့တစ်ပိုင်းပေါ့လေအပေါ်လွတ်တက်တဲ့တုံးပြန်ရဲ့အာကာသယာဉ်ပုံစံအာကာသကိုတက်တဲ့ရင်တော့အာကာသအကြောင်းရှင်းပြနေတာပါနားထောင်တဲ့လူတွေအများကြီးပဲကဲဟောပါတို့တက်တော့ကြီးအစားဟာရနားထောင်နေတယ်အာကာသရဲ့အကြောင်းရှင်းပြနေတာပါ Turn off the light because you're going to sleep. And it's really important to secure yourself because, like you guys said, you might grow right. It's really bad if you potentially walk up, rip it out of your chamber and hurt yourself. Now, is this comfortable? No, not really. But that's because well, one of the most common questions we get asked as trainers is probably one of the most basic. WRS or the water recovery. အာကာသယာဉ်ရဲ့ဒုံးချီတဲ့အစိပ်ပိုင်းတစ်ခု Again. So think of it like this. Yesterday's coffee is today's coffee. စိတ်ဝင်တစားလာနားထောင်နေတဲ့လူတွေ Well, the question of solid toilet. အာကာသဘောရောက်တော့ရင်တို့ထိုင်ကုန်တဲ့စောက်ထိုးမိုးမျိုးတယ်နေဗျာ အာကာသယာဉ်အစိပ်ပိုင်းရဲ့အတင်းပိုင်းတစ်ခုတက်ပြီးတော့တကြည့်ရအောင်ကဲအထဲမှာကြည့်ရအောင်နော်ဟုတ်တော့ဘာစကဘောဆော်ရလားမသိဘူးဗျာ
အတွင်းပိုင်းကတော့ဆက်ခန်းနဲ့အတွင်းပိုင်းရတယ်တရားပေါ့ဒါအပြင်ကိုထက်တဲ့အပေါက်တင်နေဒါတော့အဲ့စင်လားဘတ်စကတ်ဘောဆော့ရလားမသိဘူးဗျပြန်ဆင်းလာပါပြီတခုရှိတယ်ဗျဒါမသိကြည့်ရသေးဘူးအတွင်းခန်းထဲကိုကျွန်တော်လေ့လာကြည့်အောင်သူတို့ဘယ်လိုနေတယ်ဘယ်လိုအိတ်တယ်ဘယ်လိုထိုင်နေဆိုတော့ပန်ဒီတွေရောအတီးပြစ်လိုက်ရင်အဲ့လိုပဲလေထဲမှာတနေတာပေါ့နော်စောက်ထုတ်မိုးမျောတွေရောအခါတော့ထဲကိုရောက်တော့ပြီဆိုရင်အဲ့လိုနေရတယ်ဗျာပေါ်ရောက်တော့ဆိုလာပြားတွေတတ်တာဟုတ်ပဲဒါတော့စခိုင်းရဲ့အစိပ်ပိုင်းဒါတော့အမတ်တရားလက်ဆောင်ရောင်းတဲ့ဌာနနဲ့ဒါတော့ကျွန်တော်ခုနဝင်ခဲ့တဲ့ဝင်ပေါက်ဒီဘုတ်လို့ကားအသွဲအရှိကြီးစီးဖို့အတွက်ဒီမှာလက်မလာဝဲတယ်နဲ့စီးပြီးအပြင်မှာကားစခန်းလွတ်တင်တဲ့လက်တွေ့နေရာတွေပြပြပေးမယ်တဲ့နဲ့ပြီးမှအသေးပြန်ပြီးတော့ရိုက်ပေးပါမယ်